Hello မင်္ဂလာပါအခုကတော့ဒီဝေးမျိုးကိုသွားလဲဖို့တော့ကျွန်တော်တို့ပြင်ဆင်နေတာဒါကတော့ဒန်နိုင်ကနေဝေးကိုသွားလဲမှာဖြစ်ပါတယ်ခီးကတော့ကားကတော့ကျွန်တော်တို့3နိုင်လောက်စီးရတယ်ပေါ့ Wow the cloud is so beautiful the cloud yeah sky is good သူကတော့ဒီကျွန်တော်နေရာနေပြီးတော့ grass ရောက်သွားတယ် cho nó tiền nó giờ nào đi cũng được ပုံမှန်တော့ရထားနဲ့တော်လေးရမယ်ဒါပေမဲ့ရထားဒီ window seat တော့မရဘူး window seat မရတဲ့အတွက်ကြောင့်မလို့ကို bus နဲ့တော့ဆိုတော့စီစဉ်လိုက်တာပေါ့ bởi vì 15 phút nó có một chuyến ကျွန်တော်နေရနာကနေပြီးတော့သွားမယ်ဆိုရင် grab ကတော့161ပေါ့3,600,000 VND ကျပါတယ်ဒါ grab နဲ့သွားတာဒါ bus car gate ပေါ့ဒါဝေးသွားလို့ရှိရင်စီရတဲ့ bus car gate ပါ bus car အများကြီးရှိတယ်သူကလေဟိုအလူရက်ခေါ်ကြတယ်ပေါ့သူကားလေးလာပါဦးကားလေးလာပါဆိုလူရက်ခေါ်ကြတယ် Yeah okay Yeah Okay Bye Hey ဒါဝေးကိုသွားရဲဒီကားအများကြီးရှိတယ်ဒီမှာဆိုရင် we need to buy a ticket no no right ticket Yeah ဒါတော့တခြားသွားရဲဆိုတော့ ticket ဝယ်ရတယ်ပေါ့ဒီမှာ ticket ဝယ်ကြမှာလို့ရှိရင်ဘယ်မှာအဲ့လိုလူလိုက်ရခေါ်တာရှိရပေါ့ဒါဝေးသွားလို့ရှိရင်mini bus နဲ့ bus two bus Ở đây con gái on that only for many yeah ဒီလိုကားနဲ့တော့သွားမှာပါနော်ဒီလိုကားနဲ့သွားပါဒါဝေးသွားတဲ့ကားဖြစ်ပါတယ် we are going too far How much for one ticket? 80 80. Oh, 80. Okay, we're way station ရောက်တော့ပြီကျွန်တော်2နိုင်လောက်စီရပါတယ်။ဒါတော့ way station ပါ။ဒါနဲ့အနေဝေးလာမယ်ဆိုရင်ဒီထိစီရပါတယ်။ဟုတ်လား we'll go towards hotel and Yeah. check in Check in after they go to take the shower and go Okay. go to eat Go to eat. Go to eat. Are you okay? have blood Have blood. အဲ့ကားပေါ်မှာအိတ်တာနဲ့ချင်းနေပေါ့အဲ့ရနိုးလာတော့ဒီလိုဖြစ်သွားတယ် let me see So ugly. One way can so ugly babe. it's really bad Yeah. ဒါတော့ဒီ way station ကနေပြီးတော့ hotel ကိုသွားမှာပါ hotel က check in ဝင်ရမှာ not snoring for me Yeah. I'm just a little bit hungry You see? You see? I'm so hungry yeah You see the mirror? Two. Okay. yeah it is true Oh. To the okay. I like the Hanoi hotel. like him understand Yeah. Like Hanoi. How much for one night? Yeah, a good day, my hotel.ရောက်ပါပြီ It's okay. How about your feeling? It's okay. yeah It's okay. Really? yeah And you? It's okay. the first thing I see is a dryer it made me happy Yeah. တညကိုတော့ဘယ်လောက်ပေးရလဲဆိုတော့ let me check the price. And it's so hot sorry it's so hot 3,500,000ပေးရတယ်ပေါ့353k VND ပေးရတယ်1 for one night သူ original price ကသူကဒါ discount ရတာဟုတ်ဒီလိုခန်းမျိုးကိုတညကို3,500,000ကျော်ပေးရပါတယ်ဒီဝေးမှဆိုရင်တဲကြဟိုခန်းတွေအများကြီးရှိရယ် hotel တွေအများကြီးရှိရယ် home stay တွေရှိရယ်ကြက်ရောက်ယူလို့ရတယ်အဲ့ရဆိုလည်းအရင် big bag it's okay when you visit the Hue it's okay for accommodation and very cheap not expensive
We're on lunch hall. Now we are going to eat lunch. Yeah. Yeah. Okay, let's go. ဒါတော့ပြင်မာရမ်းဖုန်းနေပါတယ်ဒါတော့နေ့လက်သာစာဝတ်သွားပါပြီဒါဆိုရင်ဒီပွဲမှာဘာစားမလဲဘယ်နေရာသွားလိမ့်မှာဆိုတာဆက်ပြီးတော့ကြည့်ပြပါဦး